အသေးဟာခန္ဓာကိုယ်အတွက်အရေးကြီးဆုံးအင်္ဂါများတွေကတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အသေးရောပါများစွာကအစောပိုင်းမှာတိတာတဲ့လက္ခဏာမပြတတ်ပါဘူး။ဒါကြောင့်လူတော်တော်များများဟာအသေးပျက်စီးလာတာကိုနောက်ကျမှသာသိကြတာများပါတယ်။ဒီဗီဒီယိုမှာတော့တဲ့အသေးပျက်စီးနေပြီဆိုတာကိုပြသနိုင်တဲ့လက္ခဏာ၅ခုကိုရှင်းပြပေးသွားပါမယ်။ပထမဆုံးလက္ခဏာကတော့အမြဲပင်ပန်းနေခြင်းဖြစ်ပါတယ်။အသေးကခန္ဓာကိုယ်ရဲ့အစိတ်တောက်တွေကိုဖယ်ရှားပေးတဲ့အရေးကြီးတဲ့အင်္ဂါဖြစ်ပါတယ်။အသေးလက်ဆောင်ချက်မကောင်းလာရင်ခန္ဓာကိုယ်မှာအားနည်းပြီးအမြဲပင်ပန်းနေတတ်ပါတယ်။ဒုတိယလက္ခဏာကတော့အစာစားခြင်းစိတ်လျော့နေလာခြင်းဖြစ်ပါတယ်။အသေးပြဿနာရှိလာရင်အစာစားခြင်းစိတ်လျော့နေလာပြီးအစာမကြေတာတွေဖြစ်လာနိုင်ပါတယ်။တတိယလက္ခဏာကတော့အသားရည်သို့မဟုတ်မျက်လုံးဝါလာခြင်းဖြစ်ပါတယ်။အသေးကဘီလီရူဘင်ဆိုတဲ့ဓာတ်ကိုမှန်ကန်စွာမစစ်ထုတ်ပေးနိုင်တဲ့အခါအသားရည်နဲ့မျက်လုံးဝါလာနိုင်ပါတယ်။စတုတ္ထလက္ခဏာကတော့ဝမ်းပိုက်နာကျင်မှုဖြစ်ပါတယ်။အသေးရှိတဲ့ဘိုက်ညာဘတ်အပရိုပိုင်းမှာနာကျင်မှုသို့မဟုတ်မအီမတာဖြစ်နိုင်ပါတယ်။နောက်ဆုံးလက္ခဏာကတော့အလွယ်တကူဖောရောင်ခြင်းဖြစ်ပါတယ်။အသေးလုံးဆောင်ချက်မကောင်းလာတဲ့အခါခြေထောက်သို့မဟုတ်ဘိုက်မှာဖောရောင်ခြင်းတွေထင်နိုင်ပါတယ်။ဒါကြောင့်ဒီလိုလက္ခဏာများတွေ့ရှိလာရင်ကျန်းမာရေးကိုလှစ်လူမရှိဘဲဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ကျန်းမာရေးကောင်းဖို့အတွက်အရက်အလွန်အကျွမ်းမတောက်ခြင်းကျန်းမာတဲ့အစားအစာများစားခြင်းနဲ့လက်ကျင်ခန်းလုပ်ခြင်းတွေကလည်းအရေးကြီးပါတယ်။ဒီလိုကျန်းမာရေးဗဟုသုတများကိုမလွတ်တမ်းသိရှိနိုင်ဖို့အတွက် Tips for Health Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့။